ယုံကြည်ချက်အတွက်နေရောညပါတိုက်ပွဲဝင်နေရတဲ့ကျွန်တော်တို့ပြည်သူများကိုလေးစွာကုန်ပြုပါတယ်ပြီးတော့အရေးပါတဲ့အကြောင်းလည်းပြောနေတယ်ပေါ့ညကမြင်ကွင်းနေတဲ့ကျွန်တော်ဆက်ဆက်ပြီးတော့ပြောရမယ့်အကြောင်းပါညကအားလုံးသိတဲ့အတိုင်းတနေရာမှာကျွန်တော်တို့ရဲ့နောက်မျိုးဆက်များရာထောင်ချီပိတ်မိနေပြီဆိုတဲ့အခါတစ်မျိုးလုံးထလာပြီးတော့ကူရကယ်ကြတာကိုတွေ့မှာပါပထမဆုံးအနည်းဆုံးမျိုးနေတွေဖြစ်တဲ့ဒီအလုံးလုံးစမ်းကြောင်းတို့ဗဟန်းတို့ကနေပြီးတော့ချီတက်လာပြီးတော့ကယ်ကြပါတယ်ဝန်းရံကြပါတယ်နောက်ဒီတက်ပို့ပြီးတော့ဝေးတဲ့နေရာတွေပေါ့နောက်တောင်ဝေးတောင်လာတင်ငန်းညုံကအစနောက်ဒီတက်ပို့ပြီးတော့ထပ်ဝေးတဲ့နေရာတွေကပါလူတွေဟာတခဲနဲ့ထွက်လာကြတာဘာဖြစ်လို့လဲဆိုတော့သူတို့အားလုံးရဲ့စိတ်ထဲမှာဒီပိတ်မိနေခြင်းဟာငါတို့အားလုံးနဲ့ဆိုင်တယ်လို့တကယ်ယုံကြည်လို့ပါငါတို့အားလုံးရဲ့အနာဂတ်တွေကိုငါတို့ကိုယ်တိုင်ကယ်တင်ရမယ်လို့နားလည်လို့ပါအဲ့ဒီထဲမှာအမှန်တန်ဝေးတဲ့နေရာတွေကနေပြီးတော့ထမိန်တိုလိုစီးပြီးတော့လမ်းလျှောက်သွားနေတဲ့မိမကြီးပါပါတယ်တကယ်အမျိုးသမီးတွေလည်းပါတယ်ဆိုတော့သူတို့အားလုံးဟာကားရရမရတဲ့ခြေလမ်းမောင်းတွေကိုမြန်မြန်လမ်းပြီးတော့ရတော့ကယ်မယ်ဆိုတဲ့စိတ်နဲ့သွားခဲ့ကြတာပါဒါလူတိုင်းလည်းတွေ့ကြမှာပါအဲ့တော့ဒါကြီးကတော့ကျွန်တော်တို့ရဲ့သမိုင်းမှာအမြင့်မားဆုံးရလိုက်တဲ့ပြည်သူညီညွတ်ရေးပဲဒါအဖွဲ့အစည်းတစ်ခုနာမည်မဟုတ်ဘူးနော်လက်တွေ့ကြကြဖြစ်သွားတာကိုကျွန်တော်ပြောတာတကယ်တော့လည်းတမျိုးတည်းမဟုတ်ဘူးဗျပြည်တော်စုကြီးတစ်ခုလုံးမှာဒီစိတ်မျိုးနဲ့ဒီအကျင့်မျိုးရပါကြတာဗျဘာလဲဆိုတော့လေဒီစံပြောင်းဒီဟိုချီဘွားအထိအောင်နာတတ်တယ်ဆိုတဲ့စိတ်မျိုးအသွေးအသားတွေကနေပြီးတော့ညီညွတ်သွားတာဒါကဘယ်အာဏာရှင်ကိုမဆိုဖြုတ်ချနိုင်တယ်ဆိုတဲ့စွမ်းအားတတ္တိကိုရတာဒါညတာပဲကြည့်ပါအဲ့တော့ဒါတွေကိုကြည့်တတ်ပြီးတဲ့အခါမှာ CRPH အနေနဲ့အလို့အဆုံးအရာကိုကိုယ်တိုင်ဆုံးဖြတ်ကြပြီးတော့ရွေးချယ်နိုင်ခဲ့ပြီဒါကတော့ဒုသမရနာမည်ကိုကြေညာနိုင်ခဲ့ခြင်းပဲဒါလူတယောက်ကိုတာဝန်ပေးလိုက်တယ်ဆိုတာထက်များစွာပိုပါတယ်ဘာဖြစ်မလဲဆိုတော့အခုအခြေအနေကိုကြည့်ပါကျွန်တော်တို့နိုင်ငံတကာမှာတန်တမန်ဆက်ဆံရေးမှာပို့ပြီးအရေးပါလာတယ်ဆိုတော့ထင်ရှားပြီလားဒါကြောင့်မလို့လေအဝေးရောက်ဒီပြည်ပရောက်မြန်မာတွေအလုပ်တွေကိုကြိုးပြီးတော့လုပ်နေကြတာပေါ့ဒီဥရောပလူနေရာမျိုးမှာဆိုကိုဗစ်ရဲ့ချင်းချောက်မှုတော့ရှိနေတဲ့ဂျာတွေကသူတို့တွေတန်ယုံတွေကိုသွားကြတယ်ဘယ်တန်ယုံရှိမှဦးစားပေးပြီးတော့ဆန္ဒပြရမလဲဆိုတော့သူတို့ကောင်းကောင်းသိကြတယ်လေရေးပါတဲ့တန်ယုံတွေသွားကြတာပဲတတ်နေရတယ်နောက်ပြီးမြန်မာတန်ယုံတွေမှာသွားပြီးတော့မြန်မာတန်ယုံဝန်ထမ်းတွေကိုစီရီယံနဲ့ပတ်သက်ပြီးတော့ပြတ်သားသားဆောင်ရွက်ဖို့သူတို့အလုပ်လုပ်ပေးနိုင်ခဲ့ကြတယ်အဲ့တော့ဒီအထောက်အထားတွေကိုလည်းသူတို့ဝိုင်းရှာကြတယ်ပြည်တွင်းမှာဖြစ်ကြတဲ့အခါမှာအထောက်အထားတွေဝိုင်းစုအဲ့ဒါတွေကိုအချင်းချင်းဖလှယ်လာပြီးရင်ပို့တဲ့နေရာအားလုံးကိုပို့ကြတယ်ဆိုတော့တက်တိတက်ကာရနဲ့အခိုင်ခိုင်လုံလုံနဲ့တိဆောက်နေကြတာနော်အခုဒုတိယသမ္မတတယောက်ခန့်လိုက်ပြီတဲ့သူကဘာလုပ်ရမှာလဲအဲ့ဒါမေးကြရှိတယ်သူကသမ္မတတယောက်ရဲ့တာဝန်တွေကိုကိုယ်စားထားဆောင်တယ်သူနိုင်ငံတကာနဲ့ဆက်မယ်အရင်လိုမကတော့ဘူးကျွန်တော်တို့အစိုးရချင်းစကားပြောမယ်ဆိုတာမျိုးတွေညှိမယ်ဆိုတာမျိုးတွေเนาะပြီးတော့အကောင့်ထဲပေါ်ဖို့ပေါ့သဘောတည်ညီမှုတွေဂတိကဝတ်တွေရမယ်ကုညီမှုတွေရမယ်အဲ့ဒါကြီးအတိမတ်ပြုမှုတွေအားကောင်းမှုတွေလိုပါတယ်အဲ့ဒီကနေဆက်သွားမှာအဲ့ဒီဒုသမ္မတဟာသမ္မတကိုစားတာဝန်တွေကိုထမ်းဆောင်ရမှာပါဆိုတော့ဒီသမ္မတကိုဒီဒုသမ္မတကိုပြည်သူလူထုတွေကပြည်တွင်းရောပြည်ပကပါအားလုံးတခဲနဲ့ထောက်ခံပေးဖို့လိုပါတယ်အဲ့တော့ဒီနေ့အလို့အဆုံးကပြည်သူကိုအကာအကွယ်ပေးရမယ့်အရာလို့ကျွန်တော်တို့အားလုံးနားလည်ထားတယ်ဒီပြည်တော်စုရဲ့တချို့သောနေရာတွေမှာဒီတိုင်းသားလက်နက်ကအဖွဲ့အစည်းရှိတဲ့နေရာတွေမှာတချို့ပြည်သူတွေအကာအကွယ်ရတယ်သူတို့ဒီစနစ်ဆိုးကြီးကိုဖြုတ်ချနိုင်မှုတဲ့စာနာပြတဲ့အခါမှာလုံခြုံမှုကိုပေးနိုင်တယ်ရတဲ့နေရာရှိတယ်မရတဲ့နေရာရှိတယ်ပေါ့ဗျာဒီလိုပဲပြည်မမှာလည်းပြည်သူတွေဟာမရကြတဲ့အခါကျတော့ဘာလို့ရလဲအချင်းချင်းကာကွယ်နေရတယ်ဒါညအဖြစ်မျိုးပြောတာဒီ social media တွေကကြည့်မယ်ဆိုလို့ရှိရင်အကုန်လုံးတွေ့နေရတာဘလောက်တောင်မှတယောက်နဲ့တယောက်တစ္ဆာရှိကြတယ်မရအောင်ကဲထုတ်ကြလဲဆိုတာပေါ့အဲ့တော့ဒီလိုအချင်းချင်းတွေအကာအကွယ်ပေးနိုင်ဖို့လည်းအခုဖြစ်လာတဲ့ဒုတိယသမ္မတရဲ့ဟလာအမိန့်တွေကြေညာချက်တွေနိုင်ငံတကာနဲ့ဆွေးနွေးပြီးတော့ရတဲ့ရလဒ်တွေကနေပြီးတော့ပိုကာကွယ်ပေးနိုင်အောင်လုပ်ပေးမှာဒါလို့ကိုလုပ်ရမယ်ပြီးတော့လည်းအဆုံးသတ်တိုက်ပွဲအထိပေါ့ဒီလိုဖြစ်လာတယ်အဲ့တော့ CDM လုံးဝအောင်မြင်တယ်ဒါအထူးပြောစရာမလိုတော့ဘူးเนาะ social punishment လုံးဝထိရောက်တယ်ဒါလည်းရှင်းတယ်အဲ့တော့ဆက်ကြပါ CRPH ရဲ့နိုင်ငံရေးနီလာနေရာပို့ပြီးတော့ထက်လာရမယ်ပို့ပြီးတော့တွက်လာရမယ်ဒါတို့တာဝန်ယူရလိမ့်မယ်
ပြည်သူအစိုးရကပို့ပြီးတော့ကျေပြန့်မှုလိုတယ်ဗျအခုဖွဲ့တယ်ဆိုတာဟာတကယ်တော့ချက်ပြီးတော့ဖွဲ့ရအောင်ဆိုတာအားလုံးသိတယ်အင်အားတွေစုအောင်မယ်အထူးသဖြင့်တော့ဗျဒါတော့တိုင်းသားတွေပေါ့လက်နက်ကင်ရောလက်နက်မကင်ရောသူတို့ရဲ့ပူပေါင်းမှုတွေပါဘာလို့အာမခံဖက်ဒရယ်ပြည်တော်စုဖြစ်မယ်ဖက်ဒရယ်ပြည်တော်စုကိုတွားကြမယ်ဆိုတာအာမခံမယ်ဖက်ဒရယ်တပ်မတော်လိုအပ်တယ်ဒါတွေအလုံးကသဘောတူတဲ့အချက်လက်တွေဖြစ်တယ်ဆိုတော့ဒီလိုတွားကြတဲ့အခါမှာpolicy ကိစ္စကိုအဲ့ဒီမူဝါဒချမှတ်ရေးဆွဲတဲ့လူကတာဝန်ယူကြလိမ့်မယ်ပြည်သူတွေကအကောင်အထည်ပေါ်မယ်အဲ့တော့ CDM ကိုကြည့်ဆက်ပြီးတော့ပြည်သူတွေဒီတိုင်းသွားအောင်ပြီးသားနော်နောက်တော့ကရက်ကြီးကိစ္စတွေရက်ကြီးအုပ်ချုပ်ရေးတွေမှာလည်းပြည်သူတွေကကောင်းတော့ခုခံနိုင်တယ်စဉ်းစားကြည့်ပါဗျာရုံးတော်သူတို့ဖွင့်လို့မရတာပြည်သူတွေပို့ခိုင်းအောင်တိစောက်ထားမယ်အဲ့တော့နမူနာပဲကြည့်လိုက်ဗျာမနေ့ကဆိုလို့ရှိရင်ဘန်တွေကိုဖွင့်မှုသူတို့အားဆိုင်ကြည့်တယ်မရှိမလားသူတို့ရှုံးတာပဲပြည်သူတွေအောင်ဝဲပဲရက်ကြီးရုံးနေဆိုတော့သူတို့ဖွင့်လို့တော့မရဘူးဒါလည်းပြည်သူတွေအောင်ဝဲပဲအဲ့တော့ရက်လက်ကထွက်ပြီးနေပြီနော်ပွဲသိမ်းခရမှုချိန်ပဲလိုနေတာအဲ့တော့ပြည်သူတွေဘက်မှာပါတယ်ရှိတယ်ဓမ္မရှိတယ်အမှန်တရားရှိတယ်ပေါ့အတိညာစင်ရင်တို့တရားနဲ့တတ္တိတွေရှိတယ်သူတို့ဘက်မှာလက်နဲ့ပဲရှိတာအတ္တမပဲရှိတာဆိုတော့ဒီလိုလေးခုတွေ့ထားတဲ့ဒီလိုမျိုးလက်နဲ့ကန်ပြီးတော့အတ္တမတွေကိုရင်ဆိုင်ရဲတဲ့စုစည်းညီညွတ်တဲ့ညီညွတ်မှုမျိုးလူမျိုးမရှိတော့ဘူးဘာသာမရှိတော့ဘူးနေရာဆိုတာမရှိတော့ဘူးဒီမျိုးကမှအတူနေသူချင်းကြောချင်းတက်ပြီးတော့ရိုက်ပေးမှုတွေအဲ့ဒါတွေကလေဒီတော်လာရေးအောင်ဖို့တွေမကဘူးဗျနိုင်ငံသစ်တည်မယ်ဆိုရင်ပါအဲ့ဒီအားကြီးနဲ့တကယ်ပြီးလို့ရနိုင်ပြီဆိုတာကျွန်တော်တို့တွေ့ရတာဒါလူတိုင်းနဲ့မြင်ကြလိမ့်မယ်ဒီအားကိုဆက်ပြီးတော့သွားကြရအောင်ပါနိုင်ငံသစ်တည်တဲ့ဒီကိုကျွန်တော်တို့အားလုံးယုံကြည်ထားဖို့ပါနော်ကျွန်တော်တို့ဒီမြမຫນွေဦးဟာကဘာကြီးရဲ့အေးဆက်မဲမောင်နေတဲ့အပိုင်းတွေကိုအနှွေးဓာတ်နဲ့အလင်းအောင်ပေးနိုင်ကြပါပြီပြည်သူတွေယုံကြည်ပါကြအောင်စိတ်နဲ့နင်းတဲ့မြေဟာအောင်မြေပါပဲအရေးတော်ကိုအောင်ရမည်